ကျွန်တော်ညီမလေးအဆောင်ကိုညှောနေတဲ့အဆောင်ရဲ့ချစ်ဖန်နေအတွက်ပါဗျာအခုမှမုံရွာယောက်ျားစီကန်းပြလာတဲ့မုံရွာမဲ့ဘာပူရရဲ့အခုဘာလို့ကျင်တာရဲ့ညီမလေးပြောမိနေဝဲလည်းမပေး လုတ်ဝဲပေးပါလုတ်ဘာလို့ညီပူတာဝဲပေးတာပဲဟုတ်လုတ်ဘာယူဟမ် လမ်းတင်ကုန် ဘယ်လောက်တဲ့လဲ အိမ်မရှိဘဲနဲ့ဖိုးမိုးတယ် ဘယ်လောက်တဲ့တုံးလို့ ဟိုဟာဘေးအချင်းဒီမကောင်းလို့ဒါလေးနောက်ပြန်လာခဲ့ရတယ်မွေခဲနိုင် ဘယ်လောက်တဲ့တုံးလို့ ဒီမဲ့လေ လေးတိန်လား ထောက်ပြန်အင်း အေးဝဲပေးမယ် ကောင်စုမင်းက ဘယ်လိုရတော့ ပန်းချင် ဟုတ်လားအဆောင်ရဲ့ဒီမှာအခုဈေးအောင်တော့လဲညှိမေးတဲ့လူအများဆိုအများကြီးပဲ မေးတာအများကြီးလားမေးလားဖုန်းနဲ့လိုက်တယ်ဂျူးတွေကကြာလာ ကြာမှာပေါ့ညီကထင်ရည်တင်းတင်တာ သူနဲ့လည်းမထိခိုက်ရ အဲ့သူများမထိကြိုက်ဘူးလေကိုတချင်းလေးနဲ့ဖြစ်တင်းလို့ပြောရတယ် သူလည်းစိုးစိတ်မကောင်းနေတဲ့အချိန်မှာကိုမပါဘူးမလားမပြောနဲ့ ဘာလို့စိတ်မကောင်းတာလဲ ကိုကနှိမ့်ဆက်တာတမျိုး အဲ့ညီကောင်ကြောင့်ကိုထဲမပြောနဲ့ညီကောင်အခုလို့ဖြစ်တာဘာကြောင့်လို့ညီတရခန်းတည်ပြီလား တောက်လို့သားတောက်ထောင်အရက်တော့ကိစ္စမရှိဘူး ဘီယာတော့တာ ဘီယာလေ ညာရောနေရောလေထမသားပြီးလက်တော့ဒုက္ခပေးချင်ကြောင့်ငါပေးရ အဲ့ဘလို့ရဟိုဒီနေ့ပဲအတဲ့တာဖြစ်တော့ဘလို့ရ အားတယ် မဟုတ်လေညီအတန်တွေဝင်တော့ကြတော့သူကလုံးဝကြီးမဆိုင်ဘူး ကြံကောင်းတယ်တို့ချင်းအောင်ညမ်းလာ အခုလူဖြစ်တော့ကြဟိုနန်းအိုးတယ်ဟာလား မိုးလင်းလာခုကနေ့ကနေဘလောက်ထိုးရထွက်ကြကော လူမြအေးပြက်တယ်လူကဗျာမအေးမပြက်သူကအေးပြက်လူတဲ့ ဘာလို့အေးပြတ်ထားလဲ အဲ့ဒါဦးရရတာ ဘာဘူးလို့လဲဒုံလို့ မသိဘူးလူညာ စောင်းမြင်ကတ်ထားတကယ်ပြမကုတ်နဲ့ညီနောက်ဒီခါနောက်ဆုတ်ကု ဒီလိုနဲ့အခုပဲရတာ မကုနဲ့ခွေးမိကောက်ကြည်တော့ဆိုညီယောက်ကြားလို့ဟာမျိုးပြန်ထောင်းလာဆိုကြည့်နေပြန်တောက်တာ စုံကန်းထားကြမှာတင်းလို့မိမ နော်ပေါင်လာတာ12နှစ်13နှစ်ရှိပေါ့ကိုကြီးရဲ့အနှစ်နာခံရတာဘာစုချက်တော့ကွာတော့ ပြောကျွန်တော်ပါဝေးလိုက်ဒါလေးပြောရင်ဒေါ်တွေပါတော့စိတ်ကိုလေးနည်းနည်းလေးကြွကြွလာဖတ်ပေးနေလို့ခံ အခုဘယ်နဲ့တင်းကုန်ခဲ့ရလဲကားခါရောပါရော လေးတိတ်လောက်ကြွခဲ့ ဒီခေတ်ဒီရက်လာရေးလေးတင်းရှာမှုမလွယ်ဘူးဆိုတာညီယောက်ကြားမတိတာလား မညံတော့လားမသိ တကယ်ပြောတာနော် မမှန်သမင်းနေအာတိတမကြောက် ကိုယ်ငါအိမ်ဟင်းအိမ်ထမင်းလေးရစားတာအရတာရှိရလေ အလှချက်တွင်ထိုးအလှငပိချော ဟိုအမေရိုင်လာဝတ်တိုင်းလား မဲတာဣတနာခတ်ပြီဒါကျန်ကားလေးနဲ့ပြန်တော့ပြောတယ်ဘဲမြက်လုံးမဖွင့်နိုင် စားငါညီမ အဲ့ဒါမှအကျော်တက်အိပ်ပြောတော့မှညရက်တောင်ခတ်မပေးရမှာ ရတော့ခပ်ပေးရရလား ခတ်ရပါဘူးကျွေး တလောက်အမငါပြောတယ်ညီအစာဦးကနဦးအစာကလေးငါညီကိုအတန်တန်တားတယ်ညီကမရအောင်အချစ်တော်နဲ့အသက်ပင်သေးသေးဆွဲကောင်းပါရဲ့ ဒီကောင်မလောင်မိုက်ဒီကောင်မမရကန်ကြောက်နေတွေ့တယ်ဒီကန်ကောင်းတာ ကန်ကောင်းတာပေါ့ သူကြိုက်တဲ့ကောင်မနဲ့တွေ့ဒီလမ်းပြောတော့ခုံနှင်းခံရ ဟုတ်တယ်ဘလီမင်းဒါစီစားမဲ့တခွန်းမှမပါဘူး လုတ်ကန်ပြောလဲခုံးမှာ မပါဘူးတကယ်ပြောတာမင်းကြက်တည်းထားမဲ့တခါဖြစ်တော့မဲ့ကုအဆောင်ကုပြန်ကုကြည့် 哇，我一千啦！ အဲ့ပါလားမဲ့စီစားတခွန်းမှမပါဘူးမဲ့ဒီတခါကုပေးလိုက်မှထင်မနေနဲ့ ဒီကောင် ဘလို့ရ ကိုတို့ဖြစ်မှာကြောက်တယ်ဖတ်တော့ဘူးစင် စကဖန်ရ မိုးလည်းလည်းမျက်နှာမတင်းကဖန်ပိုးတာ ဘလို့လဲတော့ လောက်နေတဲ့လူအားမနာ ဟုတ်တယ် ဘလူကြီးနေရတယ်မတည်ဘူး တွေ့ရတဲ့ကောက်ထုဖြစ်နေတဲ့ယောဂါထက်အစာပေါင်းများစွာဖြစ်အောင်လည်းလုပ်ပြတယ် ခံပြန်တော့ ဟုတ်တယ်ကြားလည်းမကြားချင်ဘူးတော်အကူပြန်တော့မယ်ဒါပဲ မရ မင်းဝန်တော့ဘာခုနကတော့ပြစကား လူနမရဲ့ပြစ်ထားလိုက်တဲ့လန့်တော့အောင်လို့မို့တယ်ပြောတာ ညီအောင်ပါရလားပြစ်တူထားမှာတကယ် သူမတရားလို့မို့လေသူပြစ် 俺 ထား 不 တာ 在俺地家了， အဲ့ဆိုမတောက်နဲ့လေမစားနဲ့လေ စားတယ်လေမမျိုးနဲ့ မမျိုးနဲ့လူကြီးတော့စားကြားကိုစီစားလို့မကုန်ဘူးနော်ချွဲပေါ်ရစိတ်ကူးမထင်နဲ့အဆောင် ဒီနေ့ဒါလေးနဲ့ကြက်ကျွေးတဲ့ဆန်တဲ့အိတ်ဝယ်မှာသူငါ့ကိုအိတ်တက်ဝယ်မှာ ညီဘောအကောင်စားဝယ် အကောင်းစားဝယ်မှာသူ့အိတ်တက်ကျွေးမှာဖြစ်မှာအဲ့လိုကျွေးမှာရမှာ ဟုတ်တယ်ဆန်ကျန်းစီကျော်ဆန်အကောင်းနဲ့မတည်ဘူး တော့ကြော်လဲဟင်းအိုးတစ်လုံးခွဲမယ် ခွဲမယ် လက်ပြန်ကစပြီးတော့သူ့ကိုအိုးတစ်လုံးတက်ထားမယ် ဒီမဲ့အကူပြောမယ်ညီမလေး တက်ထားမယ် ဒီမဲ့အကူပြောမယ်ကိုနဲ့တဲ့နေပြီဆိုရင်ကောင်းကောင်းမွန်မွန်ဆက်ဆံပြီးကျွေးမွေးပြုစုမတည့်ဘူးဆို ဆိုရင်တော့တစ်စောင်းကိုလိုက်ပြမှာ အေးတစောင်းပြဟင်းကျုံမုံဆုတ်ခတ်တကြားဆုတ်ခတ်သူစားမယ်ဟင်းအိုးတယ်ကို သူ့ရဲ့အတက်ကမင်းကလေးလက်နဲ့ဆိုတာမျက်ရည်တစ်စက်ပါမောင်ရဲ့ ညီလက်တပဲရှိတာ အားတော့လက်ထဲမှာပဲ နော်
ဒီကရှိပတ်ကောကလန်အိုတိုတိုပြောရင်ပြောစကားနားမထောင်ရင် တချို့ကကြောလဲအပြစ်ပြောခံရတာဘာလို့အပြစ်ပြောခံလဲ ညီကောင်းကောင်းမွန်မွန်တွေချက်ကျွေးလို့မို့ယောက်ျားအခုလိုယောဂဖြစ်တာတဲ့ စော်ကားခံရတယ် စော်ကားခံရတယ် နော်နော် တချို့ကြော်လဲသူ့အကြောင်းတိနေကြော်သူ့ကိုမတနာကြအောင် မတနာဘူးပြစ်ထားလိုက်မှတ်လောက်လာလာဘူးပြစ်ထားလိုက်တယ် ဒါပေမဲ့ညီမအကျဉ်းသာတရားတွေနဲ့ဆိုတော့နော်မပြည့်ရတာ မပြည့်ရတာပေါ့ ဟမ် ဒါပေမဲ့မပေါ့ဒီလိုချိန်ဆိုတနာတယ်မနဲ့လဲလို့ဆိုဘုံတာဆွဲမနဲ့လဲလာဆိုသူအညီးလေဒေါရထွက်လေဆွဲကုတ်ချင်လေ သူကမနဲ့လင်းလာဘလို့ညီအောင် အဲ့အိုးတယ်ညီးရင်ဒီကအေးမောကနေတဲ့အချိန်ဆိုရင်လေဆွဲကုတ်ချင်တာပါဆိုနေ ညီရတာတကယ်ပြောတာလင်စိုးမရတဖားဖားဆိုတာညီမစစ်တာငါပြောတယ်ငါပြောတကတစ်စက်မှနားမဆောင်ညီဒီခြေဒီနေရောက်ပြီလေရင်ဆိုင်တော့ ဆိုင်လေးစမတော့ကြိုးကြီးတွေဖို့ရ40ပြည့်ပြီတဲ့ငါတစင်းနေတော့ ဒီတော့ညီလား 40တဲ့ရောက်သွားပြီတဲ့ ညီယောက်ျားထက်ကြီးရနော် ရောက်သွားပြီတဲ့ငါမရောက်သေးဘူးထင်တာ ငါ39ပဲထင်နေတာ40တဲ့ရောက် ခု သွား အပြမေးစင်ညမလားမစင်ညမလားအပြမေး ဘလို့တော့ရ ကမေးလို့ထပြောမေး စင်ညမလားတဲ့ လို့မေး မဟုတ်ကြိုးကြတောက်မလားဟိုတက်လုံးဖြတ်မလား လို့မေးလို့ကိုရှိမေး ပြောသား လို့မေး ကြိုး ကြိုးကြတော့မလားတက်လုံးတော့မလားဟမ်ဘာရဲ့ 不知道了吗？ ဖြတ်မလားကြိုးကြဖြတ်မလား ဟမ် ကြိုးကြဆိုခုပဲဘူး ခုမပေးနဲ့ခုမပေးနဲ့ငါမိမရေမတောက်တော့ပါဘူးလို့ပြောရင်ဒါစိတ်ချမ်းသာအောင်ပါ မတော့ဘူးလို့ငါ့ကို ဂရိပေးလိုက် ငါဟင်းတော့မဆုံးမကောတက်လုံးမတော့ဘူးဆုံးဖြတ်ပါမဖြတ်ဘူးဆိုရင်တော့ဒီကြောင့်မဆုံးခါမှာ စုတ်ခတ် ခါမှာ နော် ခါမှာ ဘာဟင်းမဲ့ချက်အချုံမုံကိုစုတ်ခတ် ဆန်ကိုလူပဲဆိုဆန်ကိုရွေးချမှာ ရွေးချမှာမင်းကြက်တတိထားမလားချောင်းတတိထားမလားပြော ဟမ်စမ်းပါနေပြောလို့မယ်ဂတိပေးတာဆိုတော့တလုံးမဟုတ်ဘူးနော် ကြောင်းတည်မဲနော် ကြောက် နော်အစားညီရဲ့ မကြောက်ဘူးဆိုရင်ငါနဲ့ဆက်ငါ့ကိုကြောက်တယ်ဆိုရင်ငါနဲ့ဆက်နေငါ့ကိုမကြောက်ဘူးဆိုရင်မမေကိုပြားစိလို့ချင်းပေါက် ဟုတ်တယ် ငါတယောက်တည်းလှုပ်စားမယ် ဟုတ်တယ်လေမေးလို့ ငါတို့ အပြတ်မေးအကိုရှိကို တက်လုံးလားလို့အဲ့လိုပြောကြည့်လိုက်လေမင်းပါဇက်လေးတုတ်ပြားလေးထွက်တော့မထွက်နိုင်တော့ဘူးငါနဲ့လာငါလာ ကြောင်မြိုက်မနာဆိုညီယောက်ျားရဲ့ ဘူးပြေတစမှာ ဟုတ်တယ်